မိုးတွင်းကာလမှာဖြစ်တဲ့ဝမ်းရောဂါမို့လို့ကာလဝမ်းရောဂါလို့ထင်ကြတာအမှန်တကယ်ကမဟုတ်ပါဘူး cholera လို့ခေါ်ပါတယ်ဒီကာလဝမ်းရောဂါဆိုတာကလွယ်လွယ်ကူနဲ့လည်းသူကမဖြစ်ဘူးဖြစ်ပြီးဟိတ်ဆိုလို့ရှိရင်လည်းအရန်အန္တရာယ်များတယ်ကူးစက်မှုကလည်းအရန်မြန်တယ်ပြီးတော့ cholera outbreak လို့ခေါ်တဲ့ကာလဝမ်းရောဂါဖြစ်ပွားမှုအတန်ကြားတာနဲ့ကျွန်တော်တို့ဒီစီးပညာဒီကျန်းမာရေးဌာနကသူတွေကအရန်ကိုခေါင်းနှပန်းကြီးသွားပြီးတော့အဲ့နေရာကိုချက်ချင်းကြောင်းသွားပြီးလိုအပ်တဲ့ action တွေယူကြတယ်ဒီလူနာကိုချက်ချင်းလူနာတွေကိုခေါ်ထုတ်ပြီးတော့ပြီးတန့်ထားတာမျိုးပြီးတော့အဲ့ဒီဖြစ်ပွားနေတဲ့နေရာပတ်ဝန်းကျင်ကိုလိုအပ်တဲ့စစ်ဆေးကြက်မှတ်မှုတွေလုပ်တာမျိုးလုပ်ရတယ်ဆိုလိုတာကကာလဝမ်းရောဂါနဲ့ဒီရိုးရိုးဝမ်းပြတ်ဝမ်းလျှောဖြစ်တာလည်းမတူဘူးဘယ်လိုခွဲခြားလို့ရလဲဆိုတော့ဝမ်းသွားတဲ့အကြောင်းကိုကြည့်လို့ရတယ်စံစည်းရည်နော်စံစည်းရည်ကျွန်တော်တို့စံစည်းရည်တော်တော်များသိကြပါဘူးနော်အရေခက်ကျဲကျဲဒီဖြူဖြော့ဖြော့အကြောင်းခက်စံစည်းရည်ဝမ်းသွားပြီးဆိုလို့ကျွန်တော်လုံးဝမပေါ့ပါနဲ့ပြီးတော့ဒီလိုကာလဝမ်းရောဂါဖြစ်ပြီးဆိုလို့ကျွန်တော်ဝမ်းသွားတဲ့သူကဘိုက်ရစ်တာတွေဘိုက်နာတွေသူ့မှာမရှိတော့ဘူးလုံးဝကိုသူကဒလဟောကိုသွားလောသွားတယ်ပြီးတော့မှအဲ့ရထွက်လာတဲ့စံစည်းလို့ထွက်လာတဲ့ဝမ်းကနေမှတဆင့်တခြားဒီရင်ကောင်ကနေပဲတဆင့်သူကနေတဆင့်တခြားသူတွေစားတောက်မဲ့အစားတောက်နေရာကိုအဆင့်ဆင့်ရောက်ရှိသွားဆိုအဲ့ outbreak ကအရန်ကိုကျေပြန့်သွားတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ဒီ social economic status လို့ခေါ်တဲ့ပတ်ဝန်းကျင်ချင်းတွေဒီဆင်းရဲချမ်းသာကွာဟမှုကြောင့်ပတ်ဝန်းကျင်တန်ရှင်းမှုအားနည်းတဲ့စီမှာဆိုလို့ရှိရင်ပို့ပြီးတော့ဒါတွေကကူးဆက်လွယ်တာပေါ့နော်အဲဒါကြောင့်ဒီနေ့မှာဆိုလို့ရှိရင်မိုးရင်းကာလမှာဖြစ်တတ်တဲ့ဝမ်းပြက်ဝမ်းလျှောယောဂအကြောင်းနဲ့အရေးတကြီးသတိထားမယ် cholera လို့ခေါ်တဲ့ကာလဝမ်းယောဂအကြောင်းလေးတွေကိုပြောပြပေးတော့တာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ